အမေရိကန်တွေဟာဘာဖြစ်လို့ဒီလိုမျိုးခဲ acid battery တွေကိုနောက်ထပ်နှစ်ပေါင်းများစွာအသုံးခံအောင်ပြန်လဲမွမ်းမံပြီးမသုံးကြတာလဲဗျာပထမဆုံးအနေနဲ့အလို့သမားက battery အဟောင်းကိုအစိပ်ပိုင်းတစ်ခုချင်းစီအကုန်ဖြုတ်ပစ်ပြီးအထဲမှာရှိတဲ့ခဲပြားတုံး lead plate blocks ဒီအားလုံးကိုထုတ်ယူလိုက်ပါတယ်အဲ့ဒီနောက်သုံးပြီးသားပစ္စည်းတွေကိုစုစည်းပြီးပြန်လဲအသုံးပြုလို့ရမယ့်ခဲတွေကိုပြန်လဲထုတ်ယူကြပါတယ်နောက်တစ်ဆင့်မှာတော့ခဲပြားတွေကိုပြန်လဲပြုပြင်မွမ်းမံပြီးလျှက်ကူးတိုင်တွေကိုရှည်ထွက်လာအောင်နဲ့ပိုမိုခိုက်ခန်းလာအောင်ခဲရည်ဘူးတွေကိုအပေါ်ဘက်အပိုင်းတွေပေါ်လောင်းထည့်ပေးပါတယ်ဒါပြီးတဲ့နောက်မှာတော့ခဲပြားတွေကိုအဖြူရောင်ချားကန်ပြားလေးတွေနဲ့တလန့်စီအစီအစဉ်တကြထပ်ပြီး battery cell အုံအပြည့်စုံဖြစ်အောင်လှုပ်ဆောင်ပါတယ်cell အုံတစ်ခုချင်းစီရဲ့အပေါ်ဘက်ကိုပုံစံခွက်ထည့်ထည့်ပြီးခဲပြားအလုံးကိုလျှက်ကူးဘာတန်တစ်ခုတည်းထစ်တော့အောင်ခဲရည်ဘူးတွေကိုထပ်မံလောင်းထည့်ပေးပါတယ်cell အုံတွေမာခဲသွားပြီဆိုတာနဲ့အလုတ်သမားက battery ဘူးခွန်အသစ်ဆက်ဆက်ထဲကိုတစ်ခုချင်းစီတေးသေးချာချာထည့်သွင်းပေးပါတယ်နောက်ဆုံးမှာတော့အကန်တစ်ခုချင်းစီကြားခဲ့တိုင်တွေကိုမီးမုံတင်နှန်းနဲ့ခဲဆော်ပြီးချိတ်ဆက်ပေးပါတယ်ဘက်ထရီအဖုံးကိုလုံးအောင်ပိတ်ပြီးအပြင်ဘက်ကဘက်ထရီခေါင်းတိုင်တွေကိုပြန်လေတီးဆော့ဖို့ခဲရည်ဘူးတွေကိုထပ်မံထည့်သွင်းပေးပါတယ်တကယ်ကိုအန်အောဖို့ကောင်းတဲ့အပိုင်းကတော့လုံးဝသုံးစားမရတော့ဘူးလို့ထင်ရတဲ့ဘက်ထရီအဟောင်းတစ်ခုကနေအထဲကအတွင်းပိုင်းဦးတိုင်လုံးလုံးနီးပါးကိုအစကနေအဆုံးအတစ်အတိုင်းပြင်လေတိဆောက်လိုက်တာပဲဖြစ်ပါတယ်